2009 ခုနှစ် football fan တွေအများကြီးအတွက်ဒီပွဲကမမေ့နိုင်တဲ့ညတစ်ညဖြစ်ခဲ့တယ်။ Chelsea နဲ့ Barcelona တို့ Champions League semi-final ဒုတိယအကျော့မှာတွေ့ဆုံခဲ့ကြတာပါ။ပထမအကျော့မှာနှစ်ဖက်လုံးဂိုးမရှိတရေကျထားလို့ဒီပွဲက final တက်ဖို့အဆုံးအဖြတ်ပွဲဖြစ်ခဲ့တယ်။ပွဲစပြီးမကြာခင်မှာပဲ Michael Essien ရဲ့ volley goal အလန်းစားကြီးကြောင့် Chelsea ကဦးဆောင်သွားခဲ့တယ်။ Stamford Bridge တကွင်းလုံးပောက်ကွဲသွားခဲ့တယ်လို့ Chelsea fan တွေလည်း final တက်တော့မယ်လို့ယုံကြည်နေကြပြီ။ဒါပေမဲ့ဒီပွဲကိုလူတွေဒီနေ့ထိပြောနေကြတာဂိုးကြောင့်မဟုတ်ဘူး။ referee decision တွေကြောင့်ပါ။ Chelsea ဘက်က penalty တောင်းဆိုမှုအကြိမ်များစွာရှိခဲ့တဲ့ Malata ကို foul လုပ်တဲ့အချိန် Drogba ရဲ့ shot ကို handball ထိတယ်လို့မြင်ရတဲ့အချိန် Anelka လဲကျသွားတဲ့ moment Chelsea players တွေ penalty တောင်းခဲ့ပေမဲ့ referee Tom Henning of Rebo ကမပေးခဲ့ဘူး။တစ်ချိန်၊နှစ်ချိန်၊သုံးချိန်ပရိသတ်တွေစိတ်တူလာခဲ့တယ်။ Chelsea ကပွဲတစ်လျှောက်လုံး almost control လုပ်ထားနိုင်ခဲ့ပေမဲ့83မိနစ်မှာ Andrzenista က box အပြင်ကနေ world class goal တစ်ဂိုးသွင်းယူခဲ့တယ်။ score ကတစ်ဖြစ်သွားပြီး away goal rule ကြောင့် Barcelona က advantage ရသွားခဲ့တယ်။ final whistle တီးချိန်မှာ Stamford Bridge တကွင်းလုံးဒေါသပေါက်ကွဲသွားတယ်။ Didier Drogba က camera ကိုကြည့်ပြီး it's a disgrace လို့အော်ခဲ့တဲ့ scene က football history ထဲဝင်သွားခဲ့တယ်။ဒီနေ့ထိ Chelsea fan အများစုကဒီပွဲဟာ football history ထဲကအကြီးမားဆုံး robbery တစ်ခုလို့ယုံကြည်နေကြတုန်းပဲ။ဒါပေမဲ့ Barcelona fan တွေအတွက်တော့ Iniesta ရဲ့ goal က legendary moment တစ်ခုဖြစ်ခဲ့တယ်။မင်းရောဒီပွဲမှာ referee decision တွေက Chelsea ကိုခိုးယူသွားတာလို့ထင်လား